ကလာပါဒါတော့ကျွန်တော်ရဲ့ညီတွေပါကျွန်တော်တို့ရဲ့အဖွဲ့သားတွေပါခင်ဗျာရန်ပေးရဲ့ဒါကန်းကြီးလေလာပါနဲ့အမဒီဘက်လဲပါဦးမမေလေးဒါညီမလေးတွေဟိုညီမလေးတူတူငါလေးပြောရလားပြောလားကျွန်တော်တို့ရဲ့အဖွဲ့တွေပါပြည့်ရမှာတဘာဝနဲ့ထိတွေ့ခြင်းပေါ့လေတစ်ဖက်ဟာထိတွေ့ခြင်းပေါ့အဲ့ဒါဆိုဟာထိတွေ့ခြင်းတစ်ဖက်ပါအဲ့တော့ကိုမြင့်စိုးပါကျွန်တော်တို့ဟာကိုကြီးခေးสวัสดีครับสวัสดีครับဟုတ်ပြီကိုကြီးရဲ့ဒီရဲ့ကျင်းနှင်းပြည့်တွေခံစားချက်တွေချက်ပြောပြပြပါဦးကျွန်တော်တို့ဒါထိုင်းနိုင်ငံရဲ့အမတ်တရဖရီယာကန်းကြီးမိုက်နေပြောပါတခြားပြောပါဒါမိုက်လားဟုတ်တယ်ကျွန်တော်ဆော့စရာလေးမှတ်နေတာဟုတ်ပါဘူးဒါမှကိုပြင်းရွာပုတ်ပေးပါမယ်ညီလေးပြောစရာကောင်းတဲ့ဖရီယာကန်းကြီးခီးသွားတဲ့ပုံရိပ်လေးပါဗျာကြည့်ရှုပါဦးဟုတ်ပါဗျာအတူတူညရဲလောပါမဲနေပါရင်းနဲ့ခါသားချက်တွေတော့ပါဦးဒီရဖို့ပြောတယ်ဆိုတော့ဘောပါဗျာပြည့်တယ်မပြောနိုင်တော့ကံတော့ကျမဲတာဘာလဲပြောရင်လုံသွားတာအရွယ်လုံသွားတာဓမ္မဝဆန်လုံးအပြည့်လုံသွားဟုတ်ကဲ့တော့တော့ဆန်သွားပြီဗျာဟောအဲ့ဒီချင်းတစ်ဖက်ကဓမ္မဝဆန်လုံးသွားပါတယ်မင်းလို့တော့လည်းလုံးအောင်လို့လုံးကိုမရဘူးဒါတော့ကျွန်တော်တို့ရဲ့ Mr. Bean ပဲဖြစ်ပါတယ်ညီမလေးစုစုဟုတ်လေဖြေပါဦးမိစုဖြေပါဦးညီမလေးခင်ဗျာတို့တိတ်ကွဲနေပြီလားကန်းချင်မှာရောက်နေပါတယ်ကန်းချင်မှာရောက်တာပြောနေကြပါတယ်မောင်နှမတွေပါဒီမှာအဖွဲလိုက်ရွာသားတွေအကုန်လုံးအဖွဲလိုက်ပျော်ရွှင်နေကြပါတယ်ဒေါ်မိုးတို့မတ်ဒူစာတို့ဒီမှာမြို့တနာတို့တစ်ဖွဲလုံးခေါင်းဆောင်ကြီးကတော့ပတ်စိတ်ခေါင်းကြီးအကိုနောင်ပါပါတယ်ကိုနောင်ပါပါတယ်ကိုနောင်ကိုကြည့်လိုက်ပါဦးမစ္စတာဘင်းတို့ကျွန်တော်တို့နာမည်ကြောင်ပေးထားပါဟိုကကိုကာကိုလာရင်းနဲ့ပါငါ့ကိုမောပြည့်နေမဲ့ကိုကာကိုလာငါခရီးကန်းကြီးမှာပန်းဖြီငါတို့ဆရာတွေမှာလည်းမဆရာကဲနေမှာချက်ရေချိုးမယ်ဘယ်လိုနည်းနည်းနေပူလေးလို့စားတော့လေးနဲ့ပဲအနားယူပါအောင်မယ်